လူတယောက်ကိုလေတိတ်မုန်းပြီဆိုရင်ကိုကအရင်ဖြတ်ပလိုက်တော့ကိုကအရင်သာစဖြတ်လိုက်တော့သူမုန်းလို့ကိုမုန်းတန်တရာပဲဆုံးတော့မလဲလူတယောက်ကိုဘယ်တော့မှနောင်ဘဝတည်းမဆုံးခြင်းတော့ဒီဘဝမှာအပီးဖြတ်ပလိုက်လေအဲ့လိုဖြတ်တဲ့အခါမှာအရှုံးအနိုင်တွေထက်မတွက်တော့နဲ့ငါအလျှော့ပေးရင်သူငါပိုနိုင်မလားသူနိုင်တာသူကိစ္စသူတန်တရားကြရင်ပြန်ခိုင်းရကိုဖြတ်ဖို့ကကိုကအရင်ပြတ်အောင်ဖြတ်နိုင်ပြတ်သွားတာပဲကိုမဖြတ်နိုင်လို့မပြတ်တာလေဟုတ်ရဲ့လားတခါကဒိုးရီကခွန်းလွတ်တယ်ဆိုပြီးတော့လေဟိုအကျွင်းမဲ့ခွန်းလွတ်တာမဟုတ်ဘူးနည်းနည်းလေးခြံပြီးတော့ခွန်းလွတ်တာများတယ်တေချာတွေးကြည့်အမကျွန်မမှားသွားခွန်းလွတ်ပါတော့ခွန်းလွတ်ပါတယ်ဒါပေမဲ့အဲ့လူပေါ်မယုံတော့စိတ်မချတော့မယုံတော့အကျွင်းလေးခြံပြီးခွန်းလွတ်ထားတယ်ဆိုတော့ကို့မှာကအကြံလေးနဲ့ခွန်းလွတ်ထားတာအဲ့အကြံလေးတွေစုတိုင်းကိုကပောက်ကွယ်တော့တကယ်အဲ့လိုမျိုးခွာချနိုင်တယ်ခွန်းလွတ်ထားအကျွင်းမဲ့ကိုခွန်းလွတ်ပလိုက်ဘုန်းကြီးတို့မမရဖတ်ဘူးတဲ့စာထဲမှာ Thomas Edison အကြောင်းလေး Edison ကမီးလုံးနေစတီထွင်တဲ့လူတီထွင်ကတစ်ချိန်နဲ့အောင်မြင်တာမှာအချိန်မောင်းထောင်ကြည့်ပြီးတီထွင်ရအဲ့တော့အောင်မြင်ခံဒီမှာနောက်ဆုံးအချိန်တော်တော်များများတီထွင်ပြီးတော့မီးလုံးလေးတစ်လုံးအောင်မြင်လာအဲ့တော့ဒီအောင်မြင်စမ်းသပ်ထားတဲ့မီးလုံးလေးကိုသူ့တပည့်ကိုဒီဟာလေးယူပြီးဟိုစပွဲပေါ်သွားတင်ထားလိုက်စပွဲလှုပ်သူကအဲ့ဒါလေးတေချာကိုင်းပြီးတော့သွားတင်နဲ့ခလုတ်တိုက်ပြီးလဲသွားမီးလုံးကြကွက်သွားဟာခက်ခဲတီတွင်ထားဟိုကလေးကလည်းစိတ်မကောင်းဆရာခွန်းလို့ပါအင်းငါခွန်းလို့ပါတယ်ဆိုထက်ကြိုးစားတာပေါ့ဆိုအက်ဒီဆင်ထက်ကြိုးစားတယ်နောက်တစ်လုံးရအဲ့ကလေးကိုပဲသွားပြီးတော့မင်းသွားတင်ထားလိုက်သပွဲပေါ်သွားတင်ဘေးရတဲ့ဘက်တည်းဆရာဒီကောင်စိတ်မချဘူးတဲ့ဘာလို့သူပြန်တင်ခိုင်းတာလဲမဟုတ်ဘူးငါသူ့ကိုခွန်းလို့ထားပေးတာလေငါဘာမှမရှိတော့သူကသွားတင်လိုက်မယ်နောက်တစ်ခါခွင့်ရေးပေးလိုက်တော့နောက်တစ်ခါကျတော့မဖြစ်တော့ဘူးတို့တွေကခွန်းလွတ်တဲ့အတွက်ပြောနောက်ထပ်အခွင့်အရေးမပေးရတော့ဘူးနော်အဲ့တော့အကျွင်းလေးတွေထားပြီးခွန်းလွတ်တဲ့စိတ်ကိုကိုအနာလေးတွေရှိနေတာဆိုတော့ဘယ်တော့မှမပြေဘူး။ရောတစ်ခါကမှတ်ထားတီးထားတဲ့စိတ်ကလည်းပဲအဲ့မှတ်ထားတီးထားခြံထားတာလေးများလိုက်ကိုပို့ပြီးတော့အဆိုင်ခဲဖြစ်အကျွင်းမဲ့ခွာချနိုင်အောင်အကျွင်းမဲ့ခွန်းလွတ်နိုင်အောင်ကြိုးစားရတယ်နော်အတတိတတိမမှုပါနဲ့အမနတိကတော့စိတ်ထဲမှာမှမထားတီးမထားပါနဲ့ကိုရီးယားမှာနေတော့ဖတ်ဘူးတဲ့